တကြံတီဗီဒီယိုကိုမေးခွန်းတစ်ခုနဲ့စချင်တယ်မနက်ခင်နှိုးဆက်မိလာတဲ့အချိန်မှာအဲ့ရကနေမထားခြင်းပဲငါဘာလို့အလုံးလုံးနေရလဲဆိုပြီးတော့အတိတ်ပဲမရှိတယ်လို့ခံစားဘူးလားအရင်ကကိုဝါရနာပါခဲ့တဲ့အလုပ်အရန်စူးစမ်းခဲ့တဲ့အရာတွေကအခုချိန်မှာကိုယ့်ကိုအသက်ရှူရကျက်စေတဲ့ဖိအားတွေဖြစ်နေလားစိတ်မပူပါနဲ့အဲ့ဒါကပြင်းနေရမဟုတ်ဘူးအရေးချင်းမရှိတာလည်းမဟုတ်ဘူးဘန်အောက်ဖြစ်နေရပါလူတော်တော်များကဘန်အောက်ကိုတာမန်ပင်မန်းတာနဲ့မှားတတ်ကြပါရဲ့ပင်မန်းတာကတရက်နှစ်ရက်လောက်ကောက်အိတ်လိုက်ရင်ပျောက်သွားနိုင်ပြီမယ်ဘန်အောက်ကကြတော့အဲ့ရလုံးလာလေစိတ်ကပင်မန်းနေတော့ပါပဲဒီနေ့ဗီဒီယိုမှာဒီကြံတော့ကဘာလို့ဒီလိုဖြစ်ရတာလဲပြီးတော့ဒီသွင်းနဲ့ကြည်တဲ့ကနေစိတ်တန်ရမရပဲဘယ်လိုပြန်ယုံထွက်မလဲဆိုတဲ့လက်တွေ့ကျတဲ့နည်းလမ်း၃ခုကိုဒီဗီဒီယိုရဲ့အပိုင်းတစ်ပိုင်းမှာပြောပြတော့မှာမလို့စက်ကြည့်ပေးကြပါအောင်နော်မိကူမထွက်ပဲအတွင်းကြည့်ကြည့်ရတဲ့ဒီဇက်လန်ကဘယ်ကစတာလဲဆိုတော့ငါအောင်မြင်မှဖြစ်မယ်သူများထက်တာရမယ်ဆိုတဲ့ကိုယ့်ကိုယ်တွန်းအားပေးမှုတွေကနေစတာပါတကြံတို့လူသားတွေရဲ့စိတ်ကဖုန်းဘက်ထရီလိုပဲပေါ့နော်တောင်းရုပ်ပဲတုံးပြီးတော့အားမတွန်းလို့ရှိရင် low battery ဖြစ်သွားမှာတပါဝါပဲဒါပေမဲ့အခုခေတ်မှာခက်တာကဖုန်းကအားကုန်လို့ပိတ်သွားရင်တော့တကြံတို့ရဲ့စိတ်ကိုအတင်းဖိအားပေးပြီးတော့အလုတ်လုတ်ခိုင်းနေကြတယ်ပေါ့နော်အားကုန်နေတဲ့ဘက်ထရီကိုအတင်းဆွဲသုံးရင်ဘာဖြစ်မလဲဘက်ထရီလောင်သွားမယ်ပေါ့အဲ့ဒါကို burn out လို့ခေါ်တာပါ burn out ရဲ့လက္ခဏာ၃ခုရှိပါတယ်နံပါတ်1ချက်ကတော့ emotion နဲ့ exhaustion ဒီမှာတကြံအတန်ထွက်မှာလို့ရှိရင်နားလည်ပြီးခွင့်လို့ပြကြပါစိတ်ခံစားချက်တွေထုံထိုင်းသွားပြီးတော့ဘာမှမလုပ်ချင်တော့တာဘယ်နဲ့အချက်ကတော့ cynicism အလောက်အပေါ်လူတွေအပေါ်အမြင်ဆိုးမြင်လာတာလောက်လေဒီလောက်ပါပဲဆိုတဲ့စိတ်ဝင်လာတာပေါ့နော်နံပါတ်3ချက်ကတော့ inefficiency အရင်ကတနင်္လာပဲကြာတဲ့အလုပ်ကိုအခု9နာရီလောက်လာတော့မပြီးတော့တာပေါ့ဒီအခြေအနေကိုရောက်နေပြီဆိုရင်တကြံတို့စိတ်နဲ့ခန္ဓာကိုယ်ကတော်ပါတော့ငါခဏနားချင်ပြီလို့အချက်ပေးခေါင်းလောင်တင်းနေမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ burn out အခြေအနေကနေဘယ်လိုပြန်ထမလဲတကြံအခုပြောပြမယ်တကြံကိုယ်တိုင်လဲကြုံဘူးတလို့အောင်မြင်တဲ့သူတိုင်းကြုံရတဲ့လက်တွေ့ကျတဲ့လမ်းသုံးခုကိုမှတ်ထားပေးပါလက်တွေ့ကျတဲ့နံပါတ်1အချက်ကတော့ဘာမှမလုပ်တဲ့အချိန်တီးတန့်ထားပါတကြံတို့တွေနားရဲဆိုတာဘာလဲအဲ့ရပေါ်လှည့်ပြီးတော့ဖုန်းသုံးတာလားဒါမှမဟုတ်လူမှုကွန်ရက်ကြည့်နေရပါတော့ဆိုရှယ်မီဒီယာတုံးနေရကိုနားရဲလို့ခေါ်တာလားအဲ့ဒီလိုမျိုးလောက်တာတွေကအုံနာကိုအလုပ်ပေးနေတုံးပဲပေါ့နော်အပြည့်အဝနားတာမဟုတ်သေးဘူးတနေ့ကိုအနည်းဆုံးမိနစ်20ဒါမှမဟုတ်တရင်ပတ်ရက်တရက်ကိုဘာမှမလုပ်ပဲဘာဖုန်းမှမပုတ်ပဲနဲ့ကိုအချိန်ပေးပါလမ်းလျှောက်ချင်ရင်လမ်းလျှောက်မယ်တစ်ပင်လေးတွေကြည့်ချင်လို့ရှိရင်ကြည့်မယ်အဲ့လိုမျိုးအုံနောက်ကိုလွတ်လပ်ခွင့်ပေးလိုက်ပါနံပါတ်2နီလန်ကကြတော့စီးတစ်ခုကိုပြက်ပြက်တတာတားပါအလုပ်ချိန်နဲ့ကိုပိုင်ချိန်ကိုရောမှွေမဖြစ်ပါနဲ့ည8နာရီနောက်ပိုင်းဆိုရင်အလုပ်က email တွေ message တွေကိုမကြည့်နဲ့တော့ဘောနော်အားနာလို့ဆိုပြီးတော့အကုန်ခေါင်းရိုက်ခံနေရင်တော့တင်ဘဝကခိုင်းပတ်ဖြစ်သွားပါလိမ့်မယ်။ငင်းတင်တာကိုငင်းရဲတဲ့တတိရှိဖို့လိုပါတယ်။နံပါတ်3နီလန်ကကြတော့ why အားကြောင့်လေးပေါ့နော်။ရည်ရွယ်ချက်ကိုပြန်ရှာပါ။ဘာအတွက်ကြောင့်ဒီလောက်ရုန်းကန်နေရတာလဲ။ပတ်စံအတွက်လားမိသားစုအတွက်လားကိုယ့်ရဲ့အိမ်မက်အတွက်လား။ဘန်နောက်ဖြစ်ရတဲ့အဓိကအကြောင်းရင်းတစ်ခုကအလုပ်တွေတော့လုပ်နေတယ်။ဘာအတွက်လုပ်နေတာလဲဆိုတော့မတိတာကြောင့်ပေါ့နော်။ကိုစားခဲ့တဲ့ပထမဆုံးနေ့ကရည်ရွယ်ချက်ကိုပြန်တွေးပါ။တကယ်လို့အဲ့ဒီအလုပ်ကကိုယ့်ကိုအစိတ်အတောက်ဝယ်ပေးနေပြီဆိုရင်လမ်းကြောင်းအသစ်ပြောင်းဖို့စဉ်းစားရပါလိမ့်မယ်ဘဝဆိုတာမာရသွန်ပြေးပြိုင်ပွဲလိုပဲ။မြန်ပြေးနိုင်ရုံနဲ့မပြီးပါဘူး။ပန်းနိုင်အထိကိုအသက်ပပါနဲ့ရောက်သွားဖို့ပဲလိုပါတယ်။ခဏရက်လိုက်လို့ခဏနားလိုက်လို့ရှုံးနေတော့တာမျိုးမဟုတ်ဘူးပေါ့နော်။နောက်ထပ်ခရီးအဝေးကိုဆက်သွားနိုင်ဖို့အတွက်အချိန်ရက်ပြီးတော့အားပြန်ဖြည့်ရတာမျိုးပေါ့။ဒါကြောင့်ကိုပြတာပါ။ကိုတနာပါ။အောင်မြင်မှုဆိုတာစိတ်ချမ်းသာမှုနဲ့တွင်တွဲနေမှာတန်ဖိုးရှိတာလား။ဒီနေ့ဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာအခုလောလောဆယ်ဘန်အောက်ဖြစ်နေတဲ့တူတွေရှိလားရှိတယ်ဆိုလို့ရှိရင်ဘယ်လိုအရာတွေကကိုယ့်ကိုပင်ပန်းစေရလဲဆိုတော့ comment မှာရေးဖွင့်တော်လို့ရပါတယ်ဒီဗီဒီယိုလေးကကြည့်ရှုတဲ့တူတွေခွန်အားတစ်ခုခုဖြစ်စေခဲ့မယ်ဆိုလို့ရှိရင်ဒီ channel လေးကို subscribe လုပ်ပေးခဲ့ကြပါတော့နောက်ထပ်ဒီလိုမျိုးခွန်အားဖြစ်စေတဲ့ဗီဒီယိုလေးတကယ်ကြုံတွေ့ခဲ့ရတဲ့ experience လေးတွေကိုလည်းဆက်ပြီးတော့မျှဝေပေးသွားမယ်ပေါ့နော်ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်